Premier League ပွဲစဉ်တင်မှာတော့ဒါ Arsenal နဲ့ Man City ကလို့ရင်တခြားသော visit အသင်းတွေကနိုင်ပွဲပျောက်ခဲ့တယ်အဲ့တော့ Liverpool ကဘာလဲဆိုတော့ Premier League ပွဲစဉ်တရဲ့ပွဲစဉ်ဒီအားလုံးနဲ့ပတ်သက်ပြီးတော့ပွဲပြီး review ပေါ့ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒီ Craven Cottage မှာကံမဲ့ Chelsea နဲ့ Fulham တို့ရဲ့ London Derby ပွဲစဉ်ကတော့မပါဘူးပေါ့လေအဲ့တော့ခုပဲဒါ Premier League ပွဲစဉ်တရဲ့ပွဲစဉ်တွေအားလုံးဒီပါပြီးဆုံးသွားတယ်ဆိုတော့ပွဲပြီးသွားတဲ့ချိန်မှာတော့အားလုံးလည်းဒီအတိုင်းပဲကမောက်ကမရလက်တွေနဲ့အတူပဲပရိသတ်ကိုတော့ surprise တိုက်သွားတယ်ဆိုတော့အရင်ဆုံးဒါတောက်ကြနေညစနေနေ့မနက်မှာကန်ခဲ့တဲ့ Arsenal နဲ့ Coventry တို့ရဲ့ပွဲစဉ်မှာတော့ Ancient Arsenal တင်ကပဲသူတို့ရဲ့ Emirates Green တွေမှာ3ဂိုးကိုမရှိဆိုတဲ့ရလက်နဲ့အနိုင်ရသွားတယ်ဆိုတော့ရလက်အဟပ်ပြီးကြည့်မယ်ဆိုရင်တော့အန်ဝကျင်စရာမကောင်းဘူးဗျာကျွန်တော်ပွဲမစခင်နဲ့တွေးထားတာ Arsenal အနေနဲ့ Coventry ကို2ဂိုးလောက်အောင်စကြည့်ရမယ်လို့တော့တွေးခဲ့တာပဲဒါပေမဲ့3ဂိုးဖြစ်သွားရဆိုပေမဲ့လည်းအများကြီးတော့အန်ဝကျင်စရာမကောင်းဘူးဒါပေမဲ့အန်ဝကျင်စရာကောင်းတာက Arsenal က Coventry ကိုကစားသွားတဲ့ကစားပုံဆိုတော့ကျွန်တော်ဒီမတိုင်ခင် community တိုင်းမှာ Arsenal နဲ့ Man City တွေ့တယ် 3-0 နဲ့ Man City တို့အသင်းမျိုး Arsenal ရိုက်သွားတယ်ဆိုတော့ကစားပုံကလည်းတော်တော်လေးကောင်းတယ်မှန်တယ်ဒါပေမဲ့ Coventry နဲ့ကန်တဲ့ချိန်မှာ Frank Lampard ရဲ့ Coventry ကသူတို့ရဲ့ဒီ squad ကလည်းအတိုင်းအတာတစ်ခုထိကောင်းတဲ့အနေအထားမျိုးဒါအပြင်သူတို့မှာလည်းသူတို့ရဲ့ကစားပုံ DNA လေးတစ်ခုကလည်းရှိရပြင်ပြီးခဲ့တဲ့ရာသီမှာလည်း Championship မှာဒါဘယ်လိုပြောမလဲဒီပေးကိုအနည်းဆုံးနဲ့ဒီကောင်နဲ့ Champion ဖြစ်ပြီးတော့ Premier League ကိုတန်းတက်လာတာဆိုတော့ဒါအမှန်တမ်းပြောတစ်ခုခုတော့လွတ်ပြမယ်ထင်တာနောက်ဆုံးကောင်ပြောပြ Frank Lampard ကိုယ်တိုင်ကလည်းဒါ Premier League ရဲ့ Champion ဖြစ်နေသည့်တိုင်အောင်ဒါ Arsenal ကိုပါအရင်ကြောက်စရာမလိုဘူးဘာပြောနေရောဒီကောင်နေအိမ်စာမြတ်လှုပ်လာသလားပေါ့တကယ်ရောကန်သွားတဲ့အချိန်မှာ Frank Lampard နဲ့ Coventry ကသူတို့စိတ်ကြီးဝင်နေရတတ်ပဲငါတို့တင်မလား Championship မှာပေးကိုအနည်းဆုံးနဲ့ Champion ဖြစ်လာတာဘာညာတရကားနဲ့စိတ်ကြီးဝင်လာတတ်ပဲတကယ်နဲ့ Arsenal နဲ့ကန်သွားချိန်မှာ Arsenal ကတစ်ဖက်သက်ဆန်ဆန်ကိုရိုက်ချိုးသွားတယ်ဆိုတော့လုံးဝပွဲကို totally dominate လုပ်သွားတယ် Coventry ဘက်ကိုဘာချက်မှမပေးသွားဘူးတကယ်ဘာချက်မှပြီးသွားမယ်နဲ့ Arsenal အမှန်ကရိုက်ချူသွားတယ်ဆိုတော့ရလာတဲ့ဥဆောင်ကိုလည်းခိုင်းဘက်ကမထင်မှတ်ထားတဲ့အနေအထားမျိုး Calafiori ရဲ့ပြီးဖို့ကဆိုမဲ့ခိုင်းဘက်ကလုံးဝမထင်မှတ်ထားတဲ့အနေအထားမျိုးကကန်တင်းသွားဆို Harvard တင်းသွားတော်တော်ကောင်းတယ်လို့တစ်ဖက်မှာဒီ Calafiori ဘေးကလည်းအဆင်ပြေတယ်သူ့မဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီးအဓိကဒီခရာကျသွားတော့တစ်ဖက်မှာတော့ဒီ Zolik ပေါ့နော်ဒါ Zolik ကိုကြိုက်လို့ပြောရမလို့မဟုတ်ဘူးမဲ့ Zolik အဲ့မှာဒီ recovery ပြန်လုပ်သွားတာလေးကသူ့ရှိရရင်ဘောလုံးသူအဲ့မဲ့မှန်တကယ်ပြောရင်အဲ့ Coventry defender တွေနဲ့ defender နဲ့ Zolik နဲ့လူနေချင်ဘောလုံးပြတ်ဖို့များနေပြီအဲ့ဒါကိုဘောလုံးပြန်ထွက်လာအောင်လုပ်သွားဆိုတော့ Zolik ရဲ့ကြိုးစားအားထုတ်မှုလည်းမေးလို့တော့မရဘူးဆိုတော့ Wamsi ဆိုတဲ့ result နဲ့Arsenal တို့ဥဆောင်သွားတယ်မကြပါဘူးမိနစ်20ကျော်မှာပဲ Arsenal ကဒုတိယမြောက်ဥဆောင်ကိုထက်ရတယ်ဆိုတော့အဲ့ကိုဆိုရင်ကွင်းလေကလည်း Declan Rice ရဲ့ doubt shot ဒီကြိုးစားအားထုတ်မှုရစမယ် Odegaard ကိုပေးတယ် Odegaard က Declan Rice ပြန်ပြီးတော့ Declan က doubt shot ဆွဲပြီးတော့ဘယ်ချမ်းမှာအသင်းရှိနေ Zolik ကိုပေးတယ်ဆိုတော့ Zolik ကပေါက်တဲ့ကိုချိုးပေးလိုက်တဲ့အချိန်မှာဒါပြိုင်မဲ့ keeper ပုတ်ထုတ်ပြီးထွက်လာတာကို Bukayo Saka အသင်းဆောက်ပြီးတော့ပိတ်သွားတယ်ဆိုတော့ Saka အနေနဲ့နေရာမှန်တယ်လို့ပဲပြောရမလားကန်ကောင်းတယ်လို့ပဲပြောရမလားဆိုတော့ Arsenal အတွက်လိုအပ်နေတဲ့ဒုတိယမြောက်ဂိုးတော့ရသွားတယ်ဒါပေမဲ့တကယ်တမ်းပြောအဲ့ဒီဒုတိယမြောက်ဂိုးမှာပို့ပြီးသဘောကျကျင်ကြကောင်းတာကတော့ Zolik နဲ့ Declan Rice ဆိုတော့ Zolik ထက်ဆိုင်ကျွန်တော် Declan Rice တို့ကပို့သဘောကျပါတော့အဲ့မြပြားခံလာတဲ့ Declan Rice ရှိကမြပြားခံလာတဲ့အလုံးမှာ Declan Rice ရဲ့ကြိုးစားအားထုတ်မှုတွေအများကြီးတွေ့ရတယ်ဆိုတော့ 2-0 ဆိုတဲ့ result နဲ့ဥဆောင်သွားတယ်ထုံးစံတိုင်းပဲလေ Arsenal လိုတင်းမျိုးက 2-0 နဲ့ဥဆောင်သွားအဲ့ပွဲပြီးသွားပြီလို့တော့ပြောလို့ရတယ်ဆိုတော့လက်ကျန်ပွဲချိန်တွေမှာလည်း Arsenal ဘက်က doubt shot ဖိအားပြီးလို့ကြိုးစားတယ်တစ်ဖက်က Coventry ဘက်ကရှင်းပြောရရင်သူတို့ရဲ့ final သက်ဆုံးထဲမှာပဲကစားသမား17ယောက်လုံးစုပြုံပြီးဇုံရက်နေအောင်လို့ဘာမှမရှိဘူး Arsenal ဘက်ကလည်းတိုက်စစ်စင်မှုတွေကြိုးစားရဆိုပေမဲ့လည်းတချို့တော့အခွင့်အရေးလေးတွေကတော့လွဲချော်သွားတယ်ဆိုတော့ပထမပိုင်းမှာ 2-0 ဆိုတဲ့ result နဲ့ Arsenal တို့ဥဆောင်သွားသည့်တိုင်အောင်ဒုတိယပိုင်းရောက်တဲ့ချိန်မှာလည်းဒုတိယပိုင်းပွဲစားပြီးမကြောက်ဘူး Odegaard ကထပ်သွင်းတယ်ဆိုတော့ 3-0 ဆိုတဲ့ result နဲ့ပြီးသွားတယ်ဆိုတော့ရှင်းပြောရရင် Arsenal ကဒီနေ့ပွဲမှာဂိုးတွေဒီလောက်တင်းသွားတော့ကျွန်တော်မအံ့ဟုတ်ဟုတ်လားဒါပေမဲ့ကစားပုံရလည်း Coventry အခွင့်အရေးမပေးခဲ့သလိုအထူးသဖြင့်သူတို့ရဲ့တိုက်စစ်မှာ Zolik ရဲ့ကစားရင်တော်တော်ကောင်းတာဗျ Zolik ကရှင်းပြောရမယ်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ Arsenal ရဲ့ဘယ်ချမ်းမှာအရင်တော့ Martinelli ဆိုတပွဲကောင်းတယ်နောက်ပွဲကြောက်ပြောက်တယ် Trossard ဘောမနစ်ကရာဒီခြေစွမ်းကြည့်မယ် Trossard ကတော့ Martinelli လို့မဟုတ်တော့ဘူးနည်းနည်းလေးခြေစွမ်းပိုင်းကငြိမ်လာတယ်ဒါပေမဲ့ Trossard ကသူ့ stamina ကိုချွေတာပြီးကစားနေရတယ်ဒါပေမဲ့ Zolik ကအဲ့လိုမဟုတ်ဘူးသူ့ stamina ကိုချွေတာကြမလို့ on position က off position ကမှအရင်ကောင်းတာတကယ်အကောင်းတာအသင်းရဲ့ကစားကွက်မှာအမြဲလိုက်ပါနေပြီးသား on position ပဲဖြစ်ဖြစ် off position ပဲဖြစ်ဖြစ်တကယ်အဲ့ဒါကြီးကတော်တော်လေးအဆင်ပြေတယ်အထူးသဖြင့်သူတို့ရဲ့ကွင်းလယ်မှာက Bruno Guimaraes မရှိဘူးအဲ့တော့ Declan Rice နဲ့ Luis Kelly နဲ့တွေ့တဲ့ဒီပြီး Odegaard ပေါ့နော်ဒါတကောင် midfield try ပေါ့ဒီနေရာမှာပြောကြရရှိတာကမနှစ်ကရသည်နော်ဒီ Calafiori တို့ Hincapié တို့ကိုဒါ first line အနေနဲ့ last part မှာပေးပြီးနောက်ပိုင်း Luis Kelly ကဘယ်ချမ်းတော့ဖြစ်ပါနော် last part မှာနေရာမရတော့လုံးဝအဆင်မပြေတော့ Arsenal မှာအရန်ကုန်တောက်လျှောက်ထိုင်နေရတဲ့အနေအထားမျိုးမှာကန်ဂျမာကသူ့ကိုအခွင့်အရေးလေးတစ်ခုပေးလာတယ်ဆိုတော့မြင်လေးပါပဲအဲ့ဒါပါလဲဆိုတော့ Declan Rice နဲ့ Martin နဲ့တွဲနေတဲ့ Arsenal midfield မှာ Martin ရဲ့ခြေစမ်းကမတီမငြိမ်ဖြစ်လာတယ်
အဲ့ချိန်မှာ loose scale ကို Arsenal loose scale ကို Adida ကဟိုပြောအခွင့်အရေးလေးပြီးတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကို loose scale ကကင်သွားတယ်စုပ်ကင်သွားတယ်အစောကြီးတည်းက last part မှာကန်နေသည့်တိုင်အောင် defensive action နဲ့ offensive action ပြန်ကြည့်မယ်ဆိုရင် defensive action တွေမှာအရင်အားနေတယ်ဆိုတော့ bobbling အရင်ကောင်းတဲ့ loose scale ကရှင်းပြောရင်သူအားတာတဲ့ကစားဟန်နဲ့လိုက်တော့ညီတူတဲ့ midfield မှာကစားခိုင်းတဲ့နေရာမှာတော်တော်လေးကမှအဆင်ပြေတယ်နောက်ဆုံး champion league လို့အရေးကြီးတဲ့ပြိုင်ပွဲမျိုးတွေမှာတော့ loose scale ကိုထည့်သုံးလာတာမျိုးတွေ Adida အနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒီအချိန်တိုင်းပဲ Luis Kelly က Bruno Guimaraes တို့ Declan Rice တို့ရောက်ရှိနေသည့်တိုင်အောင်သူ့ကိုပွဲထွက်ခွင့်ပေးရချိန်မှာအကောင်းဆုံးပုံစံနဲ့ကစားပြသွားတယ်ဆိုတော့ဒါဟာ community တိုင်းမှာလည်းမဟုတ်ဘူးဒီကျွန်တော် Premier League ပွဲစဉ်တင်မှာပါ Kelly ရဲ့အကောင်းဆုံး performance ကိုတွေးလိုက်ရတယ်ဆိုတော့အဲ့ဒါတွေကတော့ကျွန်တော်မှန်တယ်ပြော Arsenal ရဲ့တကယ်အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်မျိုးတွေပါတခြားသောကစားသမားတွေအောင်လှည့်မကြည့်နေဗျရှင်းရှင်းပြောရင်Bukayo Saka တို့ Kyle Walker တို့ Declan Rice တို့တခြားသော defense line မှာ Mosquera တို့ကျွန်တော်ဒီ Gabriel Magalhaes တို့ဘသူတွေဘလောက်ကောင်းကောင်းအဲ့လိုတွေချီကျူးကြမလို့ဘာလို့ဆိုဒီကောင်တွေကအစိုးရတဲ့ကောင်းနေပြီးသားအစိုးရတဲ့ကောင်းနေပြီးသားကစားသမားတကယ်နဲ့ချီကျူးရမှာ Arsenal မှာ3ယောက်ရှိတယ်ဆိုတော့အဲ့ချီကျူးရမယ့်3ယောက်ကတခြားသောကစားသမားတွေပိုကောင်းတယ်လို့ပြောရမှာမဟုတ်ဘူးเนาะအစိုးရတဲ့အကောင်းဖြစ်လာတာနံပါတ်1အနေနဲ့ scale လေးလုံးဝအမှန်ကန်ဒီမှာ Arsenal မှာနေရမရပဲပေါ်ထွက်ခွင့်မရဖြစ်နေတဲ့အနေအထားမျိုးကအကောင်းဆုံးပုံစံမြင်လာရတယ်ပြီးနောက်တစ်ယောက် Odegaard က Arsenal မှာရောပြီးတော့200တိရှိပြီအဲ့ဒီကစားသမားကအခုဒီယာဒီမှာပြန်ပြီးတော့ community တိုင်းမှာရောကျွန်တော် Premier League ပွဲစဉ်တင်မှာရော twin goal တွေပိုင်းနဲ့ဖန်တီးမှုတွေပိုင်းနဲ့ Odegaard ပြန်လာနေဒါ Arsenal တို့သတင်းကောင်းပဲတကယ်ပဲအရှိ200တိလောက်မှသာ Odegaard ရုံးမပြောခင် Arsenal ကပို့ပြီးတော့ major trophy တွေဒီထက်တောင်ပိုရနိုင်သေးတယ်ပိုရနိုင်သေးတယ်ဆိုတော့ Odegaard ပြောသွားတဲ့ Odegaard ကအခုပြန်လာနေတယ်အဲ့ထဲမှာမှအကောင်းဆုံးကတော့ solid ပဲဘာသူထင်ထားမှလဲပေါင်35တန်းလောက်ပဲပေးလိုက်ရတဲ့ Zolik ရဲ့ last win မှာပြရတဲ့ခြေစွမ်းကတကယ်ကျွတ်စင်ကျွန်တော်ရှင်းရှင်းပြောရင်ဒါတန်း100ပတ်ချလေလောက်ပေးရမယ်ကစားသမားတွေစွမ်းဆောင်မျိုးမြင်နေရတယ်ကျွန်တော် average Azzi ကိုကြည့်လိုက်ဗျ average Azzi မကောင်းဘူးတော့ကောင်းတယ်ဒါပေမဲ့ average Azzi Arsenal ရောက်ချင်းအချိန်မှာကစားနေပုံစံနဲ့လက်ရှိ Zolik Arsenal ရောက်ချင်းချိန်မှာကစားနေကစားဟန်ကြည့်လိုက် Azzi ကိုဘယ်လောက်ပေးလိုက်ရတယ်ဟာလား Azzi ရဲ့ပြောင်းရှူတီနဲ့ Zolik ရဲ့ပြောင်းရှူတီနဲ့ထက်ဝက်လောက်ကွာတယ်ဒါပေမဲ့ဆိုလိုချင်တဲ့ update မကောင်းလို့ပြောရမှာမဟုတ်ဘူးเนาะကျွန်တော် update မကောင်းလို့ပြောရမှာမဟုတ်ဘူး Zolik ရဲ့ performance ကပေးရတဲ့ပြောင်းရွှေ့တဲ့အရန်တန်နေတာမျိုးတော့ဒါပွဲစဉ်တည်းရဲ့အကောင်းဆုံး performance ကိုတွေးလိုက်ရတော့ကျွန်တော် Arsenal ပဲတကယ်မှကောင်းတယ်ကျွန်တော်တွေးထားတာတော့အမှန်တမ်းပြောရင်တော့ရှင်းရှင်းပြောရင်တင်မလားဘယ်လိုပြောလဲPremier League basic ဒင်းနေရ Arsenal လည်းနည်းနည်းတာတာ channel တင်းနဲ့မတိမ်မြိတ်နဲ့ဒီဟာဒီပြိုင်ဆိုင်မှုပြင်းထန်နေတာတကယ်တော့ပွဲစဉ် typical တွေက Arsenal ပဲတကောင်လေးပြီးမဲ့မြင်းပုံစံမျိုးတွေးလိုက်ရတယ်ဆိုတော့ဒါစနေနေ့ညမှာတော့အားလုံးလည်းသိတိုင်းပဲ United ပွဲကစတယ် Hull City နဲ့ဒီကောင်နဲ့ MKN Stadium ပွဲနဲ့မှာဖြုတ်တယ်တန်တက်လာတဲ့အသင်းထဲမှာ Hull City ကအားနည်းဆုံးပဲရှင်းရှင်းပြောရင် Premier League အသင်းနဲ့10ထဲမှာ Hull City အားနည်းဆုံးပဲကျွန်တော်ကိုယ်တိုင်တွေးထားတာကတော့ Hull City အနေနဲ့ MKN Atmosphere နဲ့United ကိုတကူလောက်တော့ပြန်သွင်းကောင်းသွင်းသွားနိုင်တယ်ဒါပေမဲ့နောက်ဆုံးမှာ United 1-2 လောက်နဲ့နိုင်မယ်လို့ထင်ခဲ့ပေမဲ့တကယ်ကန်သွားတဲ့အချိန်မှာ 2-0 ဆို result နဲ့ Hull City ကနိုင်သွားတယ်တကယ်ကမှ surprise ပါဆို Hull City ရဲ့အနေအထားမျိုးက United ကို 2-0 ဆိုရဒါကျွန်တော်အဲ့ပွဲကိုမကြည့်လိုက်တဲ့လူဆိုယုံမှာမဟုတ်ဘူးဟုတ်တယ်တခြားသော Emery တို့ Ten Hag တို့လက်ထက်က United ဆိုထား Michael Carrick ရဲ့လက်ထက်က United ကတော်တော်ကောင်းနေတဲ့အသင်းမျိုးအဲ့ဒီအသင်းမျိုးကို Hull City က 2-0 နဲ့နိုင်ကန်သွားတယ်ဒီနေရာမှာ Hull City ကိုယ်တိုင်ကလည်းကောင်းတယ်ဒါပေမဲ့ United ကိုယ်တိုင်ကလည်းညံ့တယ် United midfield တော်တော်အလုံးမလုံးဘူးဆိုတော့တစ်ဖက်မှာကျွန်တော်ထင်တာ Michael Carrick စံတမ်းမြန်ပြရနေသလားပေါ့ဘာလို့လဲဆိုတကယ်ဆို midfield မှာက Andre Santos နဲ့ ထိုင်မနေအောင်လုံးသုံးလာတယ်ဆိုတော့နှစ်ယောက်စလုံးက United ရဲ့ဒီယာဒီမှာခေါ်ယူထားတဲ့အသစ်ကစားသမားတွေဖြစ်တယ်လို့ United ပထမဆုံး official tournament မှာဝင်ပြိုင်တဲ့အချိန်မှာဒီကစားသမားနှစ်ယောက်လုံးပြိုင်လူတုံးလိုက်တာတော့အမှန်တမ်းပြောတော့ Michael Carrick အနေနဲ့ဘာစိတ်ကူးပေါက်လို့လဲဆိုတာကျွန်တော်နားမလည်ဘူးတကယ်နားမလည်ဘူးတကယ်လည်းကွင်းထဲမှာစွမ်းဆောင်ကြည့်မယ်ဆိုရင် Thalman က Andre Santos ကိုတော်တော်တိုင်ပတ်တာပုံမှန်ဆိုပြသလားပွဲတစ်ပွဲမှာတခြားသော line တွေတိုင်ပတ်နေသည့်တိုင်အောင် midfield line ကအနေငယ်အလုပ်ဖြစ်နေသေးပွဲတစ်ပွဲမှာကောင်းကောင်းလေးထိန်းထားပြီးလို့ရတယ်နိုင်ပါမယ်လို့အမကန်တွေဘန်းတွေခံတာမျိုးတော့မဟုတ်ဘူးဗျာအကောင်းမဆုံးထိန်းထားနိုင်သေးတယ်ဒါပေမဲ့အဲ့ဒီ Thalman က Andre Santos ကိုနှစ်ယောက်ဆုံးကြောင်ပြောင်းနေရဲ့ပြင်ပြီးခဲ့တဲ့ရာသီ Premier League ရဲ့ asset record break သွားတဲ့ငစင်ကလည်းဘယ်လိုပြောမလဲအဲ့ဒီပွဲမှာပါလို့မှမသိပထမပိုင်းမှာတကယ်ဆိုတော့ Bruno Fernandes မတွေ့ဘူး midfield ကြီးကအလုံးမလုံးနိုင်ဘူး Bruno Fernandes ကလည်းလုံးမလုံးနိုင်အဲ့တော့ပိုဆိုးတာကညာချမ်းပါဆိုလဲအမ်ဘူမိုကြီးကတယောက်တည်းပဲယုံနေရတယ်အနောက်မှာမာဇာရာဝီကဘာလို့လုံမှမသိဘူးသူကအမ်ဘူမိုနဲ့မုတ်စိတ်မွေးဘာပေါက်တာတူတယ်ကရုံးပုံစံတူလို့သူ့ကိုယ်သူအမ်ဘူမိုထင်နေလားမသိဘူးမာဇာရာဝီပြီးခဲ့ပုံမှာတော်တော်ညံ့တစ်ဖက်မှာ replacement လုပ်ပါဆိုမဲ့လူရှော့တော့မာဇာရာဝီလောက်မညံ့ဘူးလူရှော့ကောင်းတယ်လို့ပြောမှာနော်မာဇာရာဝီလောက်မညံ့ပြီး Michael Carrick အားကိုးရပါဆိုတဲ့တစ်ဖက်က Patrick Dorgu ကလည်းဘောလုံးကိုစောင့်နေတာသူ
သူ့ရှိရောက်တော့မှလှုပ်ပြတယ်သူ့ရှိမရောက်ဘဲနဲ့အသင်းပေါ်တွေရှိလိုက်ပြီးတော့တွဲပြီးကစားဖို့ဆိုမှတွေ့ရတော့ချင်းနေစိုးစိုးတော့ချင်းနေစိုးစိုးအဓိကဒီဘက်မှာအန်ဝကျင်ကြကောင်းတာက United 2-0နဲ့ရှုံးသွားတော့ကျွန်တော်အဲ့လိုထင်မပြောဒါပေမဲ့ဒါ United 2-0နဲ့ရှုံးတော့လွန်ပါပြီရှင်းရှင်းပြောတည်ကြရင်တော့ United တို့အပြစ်ပြောစရာဖြစ်နေပြီ1-0နဲ့ရှုံးပို့ဆိုရ2-0ပို့လို့တော့ဆိုးသေးတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီ2-0ရှုံးတာကိုဘာမှမဟုတ်လို့ဖြစ်သွားစေတဲ့ United ကိုအပြစ်ပြောတာတစ်ချက်ကတော့ United ရဲ့ကစားပုံဟုတ်လား Premier League အသင်း30မှာအားနည်းဆုံးသင်းလို့သတ်မှတ်ထားတဲ့ Hull City နဲ့ကန်သွားချင်းမှာ United ရဲ့ကစားပုံစက်ပြတ်တက်နေရမယ်ဒုတိယပိုင်းမှာနော် Anderson နဲ့တာလီမန်ရဲ့အပြစ်ကတော့နည်းသွားတယ်အပြစ်ပြောစရာနည်းသွားမှာပေါ့ United က2-0နဲ့ရှုံးနေတဲ့အချိန်မှာဒီကောင်နဲ့တောက်လျှောက်ကွန်းတဝက်လောက်ထိ PRP အချိန်မှာ Midfield အဲ့လောက်ထိအဓိကမကြတော့အဲ့အချိန်မှာ attacking midfield ရဲ့ chance create တဲ့လုံးမဲ့ Bruno Fernandes တို့ရဲ့ဟိုပြောစရာတွေအကြောင်းပြောစရာတွေခရကြလာပြီဘာမှမထူ Fernandes တို့ဘာ chance create မှမလုပ်နိုင်ဘူးဒီနေ့မှာဒုတိယပိုင်းအစမှာ Patrick Dorgu ဒီကျွန်တော်ဘယ်လိုပြောမလဲဒီ Marcus Rashford ထည့်လာတယ်ဘယ်ဂျန်လေးကတော့ပထမပိုင်းတက်ဆိုင်နဲ့နည်းပို့လှုပ်လာတယ်ဒါပေမဲ့ညာချမ်းမှာက Matic Cunha နဲ့ Mbeumo တို့ကို position ဆွတ်ဆော်ပြီးတော့ဒီကောင်လေးကို position ဆွတ်ဆော်တာအများတန်းမဟုတ်ဘူးเนาะဒါပွဲတဲ့အချိန်နဲ့ဆွတ်ဆော်တဲ့အချိန်မှာညာချမ်းကပြန်ပြတ်သွားတယ်ဆိုတော့ United 2-0နဲ့ရှုံးတဲ့အနေအထားမျိုးကိုပိုပြီးမှိမ့်သွားစေချင် United ရဲ့ကစားပုံတော်တော်လေးမှညံ့နေဒါကျွန်တော်ပြောမနစ်ကတွေးလိုက်ရတဲ့ Michael Carrick United နဲ့လက်ရှိ Michael Carrick United ကတခြားစီပဲတခြားစီပဲအဲ့တော့ဟိုရှင်းရှင်းပြောရရင် Carrick ဆန်နာပြနေလားလို့တော့ကျွန်တော်တန်တရတော့ဝင်မိရပါတော့ဆိုတော့ဒါစနေနေ့ညမှာကန်ခဲ့တဲ့နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ Everton နဲ့ Crystal Palace တို့ပွဲစဉ်ကန်တာရော Hiddink မှာကန်တယ်အဲ့တော့ Asian Everton ကရှင်းရှင်းပြောဒီနေ့ပွဲမှာ Crystal Palace ကိုကောင်းကြီးဒုက္ခပေးဖို့ကြိုးစားနိုင်ခဲ့မယ်လို့ထင်ခဲ့မယ်တကယ်တိုက်နေတာက Crystal Palace ကတိုက်နေတပိုင်းတိုက်နေတာနောက်ဆုံးဝိုးရောက်သွားတော့ Everton ကပဲရောက်သွားတယ်နောက်ဆုံးမှာ Hiddink မှာ Everton တို့ပဲ2-0ဆိုတဲ့ result နဲ့ဦးဆောင်သွားခဲ့တယ်လို့ဒီပွဲကလည်း United ပွဲလောက်ဒီအန်ဝန်းကျင်နေမကောင်းမဲ့တကယ်တမ်းဒီ result ရကြည့်မယ်ဆိုရင်အဲ့လောက်ထိအန်ဝန်းကျင်နေမကောင်းမဲ့ပွဲတဲ့ရပြန်ကြည့်မယ်ဆိုရင်နည်းနည်းလေးအန်ဝန်းကျင်နေကောင်းတယ်ဘာကြောင့်လဲဖိနေတာ Crystal Palace နိုင်သွားတာက Everton 2-0ဆိုတဲ့ result နဲ့နိုင်သွားတယ်အဲ့တော့နောက်ပွဲနော် Everton ပွဲလောက်တော့မထူးခြားဘူးအဲ့ဒါကတော့ Nottingham Forest နဲ့ Leeds United Nottingham Forest မှာကသူတို့ကကွင်းလယ်မှာက Alex Anderson ထွက်သွားတာမျိုးတော့မှန်တယ်ဒါပေမဲ့သူတို့မှာကစားသမားကောင်းအစုဖွဲ့တွေအများကြီးကျန်နေသေးတယ်အဲ့တော့ City Ground မှာကန်ပြီးတော့ Leeds United ကို 0-1 နဲ့ရှုံးသွားတယ်တကယ်တမ်းပြောရင် Leeds United က Daniel Farke တဲ့ Leeds United ကပြောင်းနေတာကြာပြီဗောနော်ပြောင်းနေတာကြာပြီအရင်တော့ဆို Leeds United ကဘယ်အသင်းနဲ့တူတူသူတို့ရဲ့ DNA တိုင်းမှာကစားတယ်ပတ်ဝန်းကျင်ရဲ့အခြေအနေနဲ့လိုက်လုံးညီထွေအောင်မနေဘူးသူတို့ရဲ့ DNA တိုင်းမှာကစားတယ်အသင်းနဲ့တွေ့လဲဖွင့်ကန်တယ်အသင်းကန်တွေနဲ့တွေ့လဲဖွင့်ကန်တယ် level တန်းနဲ့ဖွင့်ကန်တယ်အဲ့လိုနေထားမျိုးနိုင်တဲ့ပွဲနိုင်တဲ့ရှုံးတဲ့ပွဲရှုံးသွားတယ်အခုနောက်တိုင်းမှာ Daniel Farke ရဲ့ Leeds United ကဘာဖြစ်လာလဲဆိုတော့အခြေအနေပေါ်ညစ်ကြည့်ပြီးလိုက်လုံးညီထွေတာကစားတယ်အရင်ဆုံးခံစစ်ကိုလုံးလုံးကြုံဖြစ်အောင်လုပ်တယ်ပြီးသူတို့ရဲ့ကစားကွက်ကိုလည်းအရင်တင်မလားသူတို့ DNA ပျောက်သွားအောင်လည်းမဟုတ်ဘူးခံစစ်နဲ့တိုက်စစ်ကိုမျက်တကစားတယ်ကျွန်တော်အဲ့တော့တွေးပြီးသားဒါမှမဟုတ် City Ground မှာ 1-0 နဲ့အနိုင်ကန်ပြသွားတာတော့ထင်တော့မထင်ထားဘူးပေါ့နော်ဒါအမှန်တမ်းပြောတော့ Leeds United အနေနဲ့ Forest ကို City Ground မှာနိုင်လိမ့်မယ်လို့ထင်ခဲ့မယ်လေ 1-0 ဆိုတဲ့ result နဲ့အနိုင်ကန်သွားတယ်ဆိုတော့အဲ့ထက်ပိုပြီးအန်ဝန်းကျင်စရာကောင်းတဲ့ပွဲလာပြီ United ပွဲနဲ့နီးတူပဲ Ipswich Town နဲ့ကျွန်တော်တို့ Sunderland နဲ့ Forman Road မှာဖြုတ်တယ်နော်ဆိုတော့ဟို Ipswich Town နဲ့ Sunderland နဲ့ပေါ့နော် Forman Road မှာဖြုတ်တဲ့အချိန်မှာ Ipswich Town က 2-1 ဆိုတဲ့ result နဲ့နိုင်သွားတယ်ဆိုတော့မနစ်ကရာသီမှာ Championship ကနေတန်းတက်လာတယ်ငွေကြေးအမြောက်များသုံးဆွဲပြီးတော့ Europa League ဝင်ခွင့်နော် Premier League မှာ Europa League ဝင်ခွင့်တော့ရခဲ့တဲ့ Sunderland တို့အသင်းမျိုးကိုဒီရာသီမှာ Championship ကတက်လာတဲ့ Ipswich Town က 2-1 နဲ့နိုင်သွားတယ်ဆိုတော့ပုံမှန်ဆိုလွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက Ipswich Town က Premier League နဲ့ Championship က Premier League ကိုတက်တယ်အချိန်တန်တော့တစ်နှစ်ပဲကန်နဲ့ပြန်ဆင်းတယ်အခု Championship မှာတစ်နှစ်ကန်နဲ့ပြန်တက်လာတယ်ဒီနှစ်လဲအားနေတဲ့အသင်းတွေထဲမှာ Ipswich Town နဲ့ Hull City ကထည့်ထားတဲ့အနေထားမျိုးတော့ Coventry မထည့်ရင်တော့ Ipswich Town နဲ့ဒီကျွန်တော် Hull City ကထည့်ထားတဲ့အနေထားမျိုးအဲ့တော့ Hull City ကလည်း United ကို 2-0 နဲ့နိုင်သွားတယ်အဲ့တော့ Ipswich Town ကလည်းပြီးခဲ့တဲ့ရာသီ Europa League ဝင်ခဲ့ရတဲ့ Sunderland ကို 2-1 နဲ့နိုင်သွားတယ်ဆိုတော့ကျွန်တော်ထင်လိုက်တာပေါ့နော် Arsenal က Coventry ကို 3-0 နဲ့နိုင်သွားတဲ့အချိန်မှာ Championship အသင်းတွေကိုကန်ရတာလွယ်ပါတယ်လို့မှတခြားသောအသင်းတွေကထင်သွားလားမသိဘူးဒါပေမဲ့တစ်ဖက်က Championship အသင်းတွေကလည်း Coventry ရဲ့ 3-0 နဲ့ရှုံးသွားတယ်ဥပမာအကောင်းဆုံးယူပြီးတော့အိမ်စာကောင်းလုပ်လာတယ်လို့ပဲပြောမှာဆိုတော့ Hull City ကလည်း United ကို 2-0 နဲ့နိုင်တယ် Ipswich Town ကလည်း Sunderland ကို 2-1 နဲ့ပြန်နိုင်တယ်တကယ်လုံးဝထင်ကိုမထင်မှတ်ထားတဲ့အခြေအနေမျိုးအဲ့ဒီစနေနေ့ညမှာ United ပွဲအန်ဝန်းကျင်စရာကောင်းတယ်မှန်တယ် Ipswich Town ပွဲအန်ဝန်းကျင်စရာကောင်းတယ်မှန်တယ်သူတို့နဲ့အတူတူ
ပို့ပြီးအန်ဝကျင်စရာကောင်းတယ်လို့မပြောချင်တော့ဒန်းတူတော့ထားပြီးအန်ဝကျင်စရာကောင်းတယ်ပေါ်တပေါ်ထက်လာတယ်နော်ဒါကျွန်တော်လည်းမှန်တယ်ပဲကျွန်တော်ကိုယ်တိုင်လည်းမှန်တယ်ပဲဝန်ခံရမယ်အဲ့ဒါဘာလဲဆို Brentford နဲ့ GT Community Stadium မှာကန်တဲ့ Brentford နဲ့ Tottenham Hotspur တို့ရဲ့ London Derby ဆိုတော့တကယ်လည်းပြောကျွန်တော်ဒီယာဒီ Tottenham Hotspur နဲ့ပတ်သက်ပြီးအများကြီး expectation မြင့်ထားတယ်ဗျာဆိုတော့ expectation မြင့်ထားရတယ်မပါတယ်ဆိုတော့ဟိုဒီဇပီနေနဲ့ဘာလို့ပြနိုင်မလဲပေါ့နော်မနစ်ကရာဒီ Tottenham Hotspur နဲ့ Championship ကိုတမ်းမစင်ရကြီးမှာရုံးပြသွားဖြစ်တဲ့အတွက်ဟိုအစိမ့်တက်တက်ကြီးကန်ရတာမျိုးလို့မဟုတ်ဘူးပြီးရင် तू လူခေါ်ထားတဲ့ကစားသမားတွေအများကြီးပဲထိုနာလေးတို့သိမှာဒီဟိုဘယ်လိုပြောမလဲဒီဘာဒီဖာနယ်တဲ့အတူစသဖြင့်အများကြီးပဲအဲ့တော့အဲ့လိုထင်ထားမှတကယ်နဲ့ Brentford နဲ့ကန်လိုက်ချင်မှာ 3-0 ဆိုတဲ့ result နဲ့ရှုံးသွားတယ်နော် United နီးတူပဲ Tottenham Hotspur က3ဂိုးပြတ်ဆိုတဲ့အနေထားအန်ဟောကျင်စရာကောင်းနေဆိုပေမဲ့အဲ့ဒီ3ဂိုးပြတ်ဆိုတဲ့ဟာကိုအန်ဟောကျင်စရာကောင်းနေ surprise တိုက်တာကိုမင်းမိန်သွားတဲ့ချက်က Tottenham Hotspur ရဲ့ကွင်းတွင်းကစားဟန် Brentford နဲ့ကန်သွားတော့ကွာမင်းငါလည်းခွတ်မင်း Brentford က Tottenham Hotspur အမဲဖြတ်နေတယ်လို့အမဲဖြတ်နေတယ်လို့ပဲဆိုတော့ဒီနေ့မှာဒီဇပီကိုတိုင်ကသူ့ပွဲထွက်လာတဲ့လူချင်းကလည်းမေကွန်းထုတ်ချင်စရာကောင်းတယ်အထူးသဖြင့်သူတို့ရဲ့ defense line မှာကြည့်လိုက်ဗျာရှင်းရှင်းပြောရင် defense line မှာက Archie တယောက်ပဲရှိတယ်နော်ဘာလို့လဲဆို Archie တယောက်ပဲသူတို့ရဲ့ဟိုဘယ်လိုပြောမလဲဟို Arsenal ပဲဆုံးမတော့ Spy ရဲ့အဓိကကစားသမားနော် Archie တယောက်ပဲ Spy အဓိကကစားသမားဆိုတော့အဲ့ဒီ Archie ကိုကန်တာလေ right back မှာကန်တယ် right back မှာကန်တယ်ပြီး center back ဂျူမှာအရင်တော့ကျွန်တော်တို့ Christian Romero နဲ့ Van de Ven နော် Van de Ven အခုက Van de Ven ကလည်း injury ထိနေတယ် Christian Romero ကမရှိချင်မှာစနစင်နဲ့ Van နှစ်ယောက်ကန်တယ်အဲ့တော့ left back မှာကကျွန်တော်ထင်က Robertson ကိုသုံးမယ်ဆိုတခြားသောကစားသမားကိုသုံးရင်ပိုပြီးအဆင်ပြေမလားလို့ဆိုလို့လည်း Robertson မကောင်းလို့ပြောမှာမဟုတ်ဘူးဗျာတလားဟိုလက်ရှိသူတို့ရဲ့ defense line မှာကစားသမားကတော့အသစ်တွေအဟောင်းပါဆိုတဲ့ Archie Gray ကိုတိုင်တော့ရှင်းမ right back တော့မကန်ဘူးကန်တယ်ပွဲထုတ်ခွင့်နေတယ်ဆိုတော့ Archie Gray က right back ကန်လိုက် center back ကန်လိုက်တခါကျရင် midfield ကန်လိုက်ပတ်ကန်နေရပါ Archie Gray ကလည်း Juga ပါဆိုတော့အကုန်လုံးကအသစ်ပုံစံဖြစ်နေတယ် midfield မှာတော့ Valverde ရောက်ရှိရမျိုးတော့မှန်တယ်တစ်ဖက်မှာ Tonali နဲ့ပြန်တွဲထားတယ်ဒီအောင်နဲ့ attacking midfield မှာ Gallagher ဆိုတော့ right wing နဲ့ left wing ကိုကြည့်လိုက် Matite နဲ့ Matite နဲ့ဒီ Labramore ပေါ့Mikey Moore ပြော Labramore တော့ဖြစ်တယ်အဲ့တော့ တိုက်စစ်ကဒီကောင် Richarlison နဲ့အဲ့ဒီအစုဘက်မှာကစားမအသစ်တွေကလည်းများတယ်ပြီးတချို့တော့ကစားသမားတွေမျက်နှာသစ်ပုံစံနေနဲ့ထုတ်လာတာအဲ့လောက်ထိအများကြီးစားကြီးမထုတ်တင်ဘူးထင်တယ်ဗျာကျွန်တော်ထင်တော့ဒါပေမဲ့လည်းဘလို့ပဲဒီဇာဘီထုတ်အတိကသူ့ရဲ့ကစားပုံက Brentford ကောင်းကောင်းမရှင်းနိုင် Brentford ကောင်းကောင်းမရှင်းပွဲစတဲ့ Brentford ကတောက်လျှောက်တိုက်နော် Igor Thiago ကပနယ်တီမဝင်သွားတော့မဲကိုတော်မရှင်းရှင်းပြောရင်1-0နဲ့ရှုံးသွားတော့ဟာဟဲ့ရမင်းစပါးတော့1-0နဲ့ရှုံးသွားတယ်ဒီတော့ပြန်လာတဲ့1-1 2-1လောက်နဲ့ဖြုတ်မယ်ပေါ့မဲဂိုးပေါင်းကို3လုံးရှုံးနေသွားပြီးလိုက်တိုင်းလေးသွားချလိုက်သေးတယ်မဲဖင်ကြုံကြည့်လိုက်ရတယ်ဒုတိယပိုင်းစမကြောက်မ Brentford က3-0မင်းဒါပြင်ပနယ်တီ Igor Thiago မဝင်လို့ကန်ကောင်းလို့ကိုတော့အဲ့တော့ရလာတာမင်းစပါးဆွမ်းဆောင်ရတကယ်စိတ်ညစ်စရာကြီးမင်း United နဲ့စပါးဆွမ်းဆောင်တော့စိတ်ညစ်စရာမင်းရှင်းရှင်းပြောအဲ့လောက်တော့မထင်တော့ဆိုတော့ United နဲ့စပါးစိတ်ညစ်စရာဆိုတော့ကျွန်တော်တို့တနင်္ဂနွေနေ့ညအစောဆုံးပွဲကိုရီမန်စီးတီးမထူးကြမချနာပဲတစ်ဖက်မှာက United နဲ့စပါးက MKM နဲ့တစ်ဖက်ကဒီဘယ်လိုမှ GT Community Stadium မှာကန်လို့ရှုံးခဲ့တာမဲ Man City ကဘုံမောက်ကိုအတရက်ကြီးမှာကန်ပြီးတော့အိမ်ပေါ်ထိတက်ရိုက်ခံနေရပထမပိုင်းပွဲစားလို့10မိနစ်ပတ်ချတယ်လောက်ပေါ့နော်အဲ့လောက်ပဲ Man City ကဟုတ်ဒီပတ်တီလုပ်ပြခဲ့နောက်ပိုင်းပွဲကိုကောင်းကောင်းလှော်နေတာကဘုံမောက်ကလှော်နေတာဆိုရသွားတဲ့ဂိုးစုကျွန်း Evanescence ရေးပေးသွားတဲ့လုံးကိုဒီမှာ Tavernier ကကန်သွင်းသွားတယ်လုံးဝကိုမှတကယ် perfect ပဲအဲ့လုံးကတကယ်သူတို့စလာကြတဲ့ကမြဖြားခံတဲ့အချိန်မျိုးကစပြီးနောက်ဆုံး absolute လုပ်တဲ့ Evanescence အထိကုံပြောရင်အဆုံးထိဆိုရင် Tavernier သွင်းသွားတဲ့အထိလုံးဝအပြစ်ပြောစရာမရှိဘူးတက်ရလောင်ကြီး Man City ရဲ့မှအပြစ်ပြောစရာအများကြီးအဲ့မှာထင်ရှားရှားတွေ့လိုက်အဲ့တော့ပိုဆိုးတာပြောသလား 1-0 နဲ့ရှုံးသွားတဲ့အချိန်မှာကိုရီးယားလည်းအိမ်ငွေအတရက်မှာကန်နေသေးတယ်တခြားသောအသင်းတွေနဲ့မတူတာကတပွဲပို့ပြီးတော့ကြိုပြီးတော့ community တိုင်းကန်တဲ့အချိန်မှာ Arsenal ကို3-0ဆိုပြီးအဆက်ကွဲရှုံးနေပါဆိုမှ Man City ရဲ့ပြန်လာနိုင်ကျွမ်းနေရမရှိဘူးပြန်လာတဲ့ရမှာအဲ့ဒီပြန်လာနိုင်ကျွမ်းနေကိုကျွန်တော်မမြင်အောင်ပြဿနာကြည့်လိုက်တော့လေ Enzo Maresca က92ကို double လိုက်ကြောင်းတကယ်ကြောင်းတော့ဒီနည်းပြမင်းငါရှင်းရှင်းပြောဟဲ့ရမယ်အရှိမ backward လာ92 double ကြောင်းလို့အမှန်တိုင်းဟိုဆဲခဲ့လိုက်ရဆိုမှ Enzo Maresca လည်း92 double ထားကြောင်းစင်ကြရင်ပြ McGee နဲ့ Elliot Anderson နှစ်ယောက်ကို midfield မှာထားတယ်အဲ့တော့အဲ့ဒီနေရာမှာ center back ကောင်ထားမှာတော့ defensive midfield မှာကန်ခန်းနေပြ Jose Mourinho တို့ပေါ့လေကန်တာပဲPepe တို့ Ramos တို့ကိုဒီ defensive midfield မှာထုတ်သုံးတာမျိုးကျွန်တော်တို့ဒါ Jose Mourinho ပေါ့နော်ဒါပထမတစ်ကြိမ် Real မှာကန်တော့ကျွန်တော်မြင်မှုခဲ့တယ်မှန်တယ်ဒါပေမဲ့အခုလည်းဒီ Guihi ကန်မဆို defensive midfield မှာထားလေမဟုတ်ဘူး Elliot Anderson ရဲ့ defensive midfield မှာထားပြီး Guihi ကဟိုနံပါတ်8မှာကန်နေ Central midfield ပုံစံကန်နေ
အဲ့လိုအန်ဒါဆန်အနောက်မှာဟူပြေးလိုက်ဒီပြကြာအန်ဒါဆန်ရဲ့မောပြီးခိုက်ထိုးဘီရဲ့သူရှိဘောလုံးရရင်ဘောလုံးနဲ့ဆွဲပြီးပြီးသွားပြီးခံစစ်ကြအဲ့လောက်လေးမကူမင်းတော်ချင်းနေဆိုတော်ချင်းနေဆိုပြီး attacking midfield ကြီးနီကိုအိုရိုင်လီမဟုတ်ဗျာအဲ့ဒါကြီးမလုံးလားကျွန်တော်ချာကီတို့ဘာလို့ရှိနေဗျာသလား favorite နဲ့ဘာလို့ရှိ favorite attacking midfield ထားချာကီ right wing ထားမလားဒါမှမဟုတ်ချာကီ right wing ထား favorite attacking midfield ထားမလားတုံးလို့ရနေရပဲလေအဲ့ဒါကိုဆရာနီကိုအိုရိုင်လီထည့်တော့ပြီး right back ပြီးခဲ့တဲ့ Arsenal ဘုံမှာခုဆာတော့လုံးဝအဆင်မပြေပါဘူးဆိုမှဒီကောင်မာဒီရဲ့ကိုထဲရမှာကြောကြောအော်နေအောင်ဒီဘက်မှာ Rico Lewis ကိုထသုံးတယ် Rico Lewis ကမန်နေပြောရင်မင်းဂိုးသွင်းဖို့လောက်ပဲအာတန်နေတဲ့ကောင်ဂိုးသွင်းဖို့လောက်ပဲအာတန်နေတာနော်ဒါတော့ဒီနေ့က favorite နဲ့ပေးသွားလုံးတကယ်လှလှပပ favorite နဲ့ပေးသွားအဲ့လုံးတော့ဂိုးကတကယ်အလန်းမ Rico Lewis ဆရာတော့ဘစ်ချန်ရတာကိုမကိုးဘူးဆိုနောက်ဆုံးဘုံမဘက်ကသွင်းသွားတယ်1-0ဆိုတဲ့ result နဲ့ဦးဆောင်တော့ပထမပိုင်းတစ်ပိုင်းလုံးနဲ့ Man City ဘက်ကတုံ့ပြန်နိုင်စေမရှိဘူးဒုတိယပိုင်းရောက်တဲ့ချိန်မှာလည်းဘာမှတော့ထူးခြားမသွားဘူးဒီနေ့မှာ Rico Lewis ကိုထုတ်ပြီးတော့Martis နဲ့ဝင်လာချိန်မှာ City ရဲ့ညာချမ်းကတိတိတသားလေးပို့လောက်လာတယ်အထူးသဖြင့် cross တွေပိုင်းမြင်ရတယ်ဆို favorite နဲ့ Rico Lewis မှာတော့ Rico Lewis က half speed တွေကိုတောက်လျှောက်ဝင်တဲ့ချိန်မှာ favorite ကလည်းဒါ wide area တွေမထွက်ဘဲတစ်ခါကျရင် half speed မှာထပ်နေရမရှိရဆိုပေမဲ့ Martis နဲ့ဝင်လာချိန်မှာတော့ channel တစ်ကြောမှာ Martis နဲ့လောက်ကွက်လေးတွေတော့မြင်လာရတယ်အဲ့တော့ဒါဆိုးတော့မဆိုးလာဘူးဆိုပေမဲ့လည်းထိရောက်တဲ့ကစားဟန်မျိုးတော့တွေ့မနေဘူးဘုံမဘက်ကလည်းတော်တော်လေးကောင်းတယ်အဓိကတော့ Man City ကိုဒီနေ့ဘက်မှာကန်ကောင်းသွားတယ်လို့ပဲပြောလာမလားဟိုရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်တယ်လို့ပဲပြောရမလားဆိုတော့ minute 80ကျော်ပြီဆိုတော့ဘုံမောက်ကိုယ်တိုင်ကလည်းအစောပိုင်းမှာတောက်လျှောက်သူတို့ကစားအောင်မချောင်းဒီနေ့မှာဒီကောင်းလေးဘလို့ climate ပေးတဲ့လုံးကိုဟို Tavernier ကန်တဲ့လုံးဆိုတော်တော်ကောင်းအဲ့လိုလုံးမျိုးတွေရှိခဲ့တယ်တော့ပေမဲ့လည်းနောက်ပိုင်းဘုံမောက်က minute 80ဝန်းကျင်လောက်80လောက်ချိန်မှာကစားချပလိုက်တယ်ဆိုတော့ကစားချသွားတယ်အဓိကသူတို့ခံစစ်ကို shut down လုပ်ဖို့ကြိုးစားလိုက်တယ်ဆိုတော့ဒါအမှားလားဆိုတော့မဟုတ်ဘူး Man City ရသွားတဲ့အချိန်မှာဒေါင်းကန်ဘောရသွားဗျဆက်ပြီးရသွားတာ Open Play ကရသွားမျိုးလို့မဟုတ်ဘူးဒေါင်းကန်ဘောရဲ့ Maggie ကခေါင်းတိုက်ပြီးတော့ Man City အတွက်ခြေပေါက်ကိုတွင်းသွားတယ်အဲ့ဒါကတော့ဘုံမောက်အမှားဒါပေမဲ့ဘုံမောက်ရဲ့အမှားဘာအမှားလဲဆိုတော့အဲ့ဒီ1-1ဖြစ်သွားတဲ့အချိန်မှာဒီကောင်နဲ့စိတ်တပိုင်းဆိုင်ရာပြိုလဲကြသွားတယ်တကယ်သူတို့ Man City ကိုအနိုင်တွက်လိုက်ပြီဗျာသလားသူတို့ရဲ့စိတ်ထဲမှာအနိုင်တွက်လိုက်ပုံပဲအနိုင်တွက်ထားတဲ့အချိန်မှာမထင်မှတ်တာပဲချစ်ပကုတ်ပေးလိုက်တဲ့အချိန်မှာစိတ်ထဲပြိုလဲသွားတဲ့ပုံစံမျိုးဆိုတော့ဒါကတော့သူတို့အနေနဲ့လည်းအနိုင်တွက်နဲ့တွက်ချင်ကြပါဘောနော်ဘာလို့လဲဆိုလက်ရှိ Man City ရဲ့ကစားပုံကသူတို့ရဲ့ခံစစ်ကိုချင်းချောင်းနိုင်တဲ့တစ်စက်မှမရှိဘူးဒါမှလည်းပြောချင်းချောင်းနိုင်စွမ်းတစ်စက်မှမရှိဘူးအဲ့ဒီချင်းချောင်းနိုင်စွမ်းတစ်စက်မှမရှိတဲ့အသင်းကရှင်းပြောရရင်ဒီဒေါင်းကန်ဘောကစပြီး surprise ဆင်သွင်းသွားတော့ဒီကောင်တွေကိုယ်တိုင်ကလည်းစိတ်လက်ကျသွားတယ်အဲ့ဒါကိုအခွင့်ကောင်းပြီးပွဲပြီးကန်နေပါပဲ Man City က Chucky ရဲ့ပေးမှုကတစ်စင်ပဲဒါ Josko Gvardiol ကသွင်းပြီးတော့ 2-1 ဆိုတော့ Russell နဲ့ဦးဆောင်သွားတယ်ဆိုတော့အဲ့မတိုင်ခင်လေး Man City ကိုအနေငယ်ဖိတိုက်တယ်ဆိုပေမဲ့လည်းဂိုးဖြစ်မပြောင်းလဲခိုင်းမယ် Josko Gvardiol ရဲ့ဂိုးကတော့ဒီနေ့ Man City ရဲ့ပြောမယ်အစိမ်းကလက်သွားတယ်ဗောနော်ဒါပေမဲ့လည်း Man City တို့အတည့်မှာ 2-1 ဆိုတဲ့ Russell နဲ့ဘုံမောက်ကိုနိုင်သွားတယ်ကုံပြောရရင်တော့တကယ်နဲ့အရေးပါတဲ့အနိုင်သုံးဘက်ကိုရတဲ့အတွက်မစိုးဘူးလို့ပြောရမယ်တော့ပေမဲ့အရေးကြီးတာခြေစွမ်းနဲ့ဆိုင်အနိုင်သုံးမရဘူးဘလုံးနိုင်နေဖို့ပဲဒါစကားရကြားကောင်းပြောတာအနိုင်သုံးမရနေပြီဆိုတာမျိုးတော့မှန်တယ်ဒါပေမဲ့နောက်လာမယ့်ပွဲစဉ်တွေမှာ Man City ရဲ့ပွဲစဉ်တွေကမတွေးရစရာတွေတကယ်မတွေးရစရာစဉ်းစားကြည့်ဗျာမင်းကန်သွားတယ်ဒီနေ့ဘုံမောက်ကိုအိမ်ဝင်းမှာကန်ဘယ်တော့မှဘွားပြက်နေအဲ့လိုမျိုးဆိုတော့နောက်ပွဲကလည်းဒါ Man City နဲ့ဘုံမောက်နေတူပဲနောက်ထပ်ကန်နေတဲ့ပွဲရှိတယ်အဲ့ဒါပါတော့ Brighton နဲ့ Aston Villa ပါဆိုတော့အဲ့ပွဲကတော့ရှင်းပြောရရင်တစ်ဖက်သက်ဆန်ဆန် Brighton ကတော့ Aston Villa ကိုရိုက်ချသွားတယ်လို့ပြောလို့ရတယ်ဆိုတော့စောပိုင်းမိနစ်30လောက်ကလေးက Brighton က 4-0 ဆိုတဲ့ result နဲ့ Aston Villa ကိုရိုက်ချပလိုက်ဆိုတော့ Aston Villa မှာလည်း Morgan Rogers တို့လိုကစားသမားမျိုးတွေထွက်သွားတာမျိုးတို့မှန်တယ်ဒါပေမဲ့ဒီလောက်ထိဆုပ်ပြက်ကြီးဖြစ်တင်တယ်လို့မထင်ဘူး Europa League ရဲ့ champion ဖြစ်ထားတဲ့အသင်းကအဲ့လောက်ထိဆုပ်ပြက်တင်တယ်လို့တော့မထင်ဘူးဒါ Brighton ကအမှန်ကန်အုပ်သွားတယ်ဆိုတော့ 4-0 ဆိုတဲ့ result နဲ့ဥဆောင်သွားတယ်ဒီနေရာမှာ negative တို့၄ဂိုးဖြစ်တယ်လို့ထင်နေမှာဆိုတော့ negative သွားတော့ Brighton ကစားရှော့သွားတာမင်းတော့မဟုတ်ဆိုရင်အမဲဖြတ်ပါမင်းငါလည်းခွေးနေမှာပဲမင်းတကယ်အဲ့ထက်တော့ပိုပြီးပြတ်သွားနိုင်တကယ်ပြတ်သွားနိုင်နေတော်တော်ချင်းနေဆိုတူနိုင်မမီတဲ့ဦးနိုင်အမေရိကတော့အမှန်တမ်းပြောရင်တော့ရာသီဖွင့်မှာတော့ဟိုဘယ်လိုပြောမလဲအဆင့်2နေရာကိုအဆင့်2နေရာဖြစ်မှာအဆင့်20နေရာကိုပေါ်တင်တော့ဟိုတိမ့်ပိုက်သွားခဲ့တယ်ဆိုတော့နောက်ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဒါနောက်ကျပွဲစဉ်ပေါ့နော်ဒါကျွန်တော်တို့ဒီ Sunday ရဲ့နောက်ကျဆုံးပွဲစဉ်ဖြစ်တဲ့ Newcastle နဲ့ Liverpoolဆိုတော့မှန်တယ်ပြောရင်အဲ့ပွဲရဲ့ result ကတော့ကျွန်တော်ထင်တော့မျှတတဲ့ result လို့တော့ထင်တယ်နှစ်သင်းစလုံးကနီးပြတ်တစ်တွေအပြောင်းလဲလုပ်ထားတယ်ဒါပြင်ကစားသမားတွေကလည်းတချို့တော့ကစားသမားကောင်းတွေကိုလက်လွတ်ထားတယ်ပြင်သူတို့အသင်းမှာက replacement လုပ်ရမယ်ပြုပြင်ပြောင်းလဲမယ့် position တွေအများကြီးရှိနေသေးတယ်အဲ့လိုအနေထားမျိုးမှာနှစ်သင်းလုံးရဲ့ကစားဟန်ကကျွန်တော်ထင်ပါတော့အရှိယာဒီတွေကကစားပုံနဲ့ဆိုင်ဝိတ်သွားမယ်လို့ထင်ခဲ့တာဒါပေမဲ့နှစ်သင်းလုံးရဲ့ကစားပုံမဝိဘူးပြသလား break တက်ကိုဖြောပြမှု
အပြည့်ဝပြီးရဗျာသလားကျွန်တော် Liverpool fan Newcastle fan ထားပါ Newcastle fan ကဒီနည်းစုပေါ်ထားပါဘယ်လိုပဲဖြစ်ဖြစ်ဘယ် break တက်မဆူဒီပွဲနဲ့ပတ်သက်ပြီးတော့အေးစစ်စစ်ကြည့်ရဆိုတဲ့အနေထားမျိုးမရှိဘူးကျွန်တော်ဂျာ break တက်တွေတော့လက်လွတ်ခံလို့မရအောင်အပြန်အလှန်သွင်းနေတာအထူးသဖြင့်တူတူအပြန်အလှန်သွင်းတာဆန်ပြောချင်တာကအချိန်ပြည့်နီးပြတူတိုက်ကူတိုက်တယောက်မှကစားမလျှော့သွားဘူးဒီနေ့မှာ Newcastle ဘက်ကအမှားတွေလုတ်လိုက်လို့ဒါနှစ်သိန်းလောက်အမှားလုတ်တာပေါ့အရင်ဆုံးဆောက်လုတ်တာလေဘဘူးပေါ့လေဘဘူးကပွဲစပြီး9မိနစ်ဝန်းကျင်တော့မရှိသေးဘူးနော်အဲ့လောက်မှာပဲဥဆောင်မှုပေးလိုက်ရတယ်လေဘဘူးဒဖန်နာတွေဘောရကပိုင်လုံးမဲ့ချိန်မှာဆရာသမားတွေပဲများနေတယ်တုတ်ဘယ်လိုအထင်သေးတာလဲပါမှာပေါ့ဘယ်လိုချီတုံချတုံနဲ့ပြီးရင်ဒါဒီအလက်ဆန်ဘဂါကလည်း position ယူတဲ့ချိန်မှာသူ့ position ကတလွယ်အဲ့ချိန်မှာဒါဒီဘယ်လိုရမလဲဒီ Newcastle ကအခွင့်ကောင်းရသွားတယ်ရလာတဲ့အခွင့်အရေးကိုဒါအီလန်ဂါကပိတ်အီလန်ဂါအပိုင်ကန်သွင်းပြီးတော့ 1-0 ဆိုတဲ့ result နဲ့ဥဆောင်သွားတယ်တကယ်တမ်းပွဲစကြတဲ့ဇီဇီနဲ့ကန် Liverpool အထက်ကကန်ရပါဘာလို့ Newcastle မှာကစားမပေါင်းနေတောက်လျှောက်လက်လွတ်ထား Liverpool တဲ့ဆိုင်သူတို့လည်းအဲ့လိုယုံကြည်မှုရှိမဲ့အနေထားမျိုးလို့ကျွန်တော်မထင်ဘူးဒါပေမဲ့တစ်ခုရှိတာ Saint James ဘက်ပေါ့နော် Saint James ဘက်မှာကန်တဲ့ချိန်မှာ Newcastle အမြဲတမ်းတော့စွာတယ်ဗျာတက်လာအဲ့ဒါအရင်တည်းကစွာတယ်ဒါပေမဲ့လည်းဒါ1-0နဲ့ရသွားတဲ့အချိန်မှာ Newcastle ကဘာဖီအားမှမရှိတော့ဘူး Liverpool ပြန်ကန်သူကန်ကိုကျုံးနေတာအမှန်ကန်ကိုကျုံးနေတာ Gabriel Rush နဲ့ Soboslai တို့ရဲ့ကွင်းလေမညံ့ဘူးနော်ဒါပေမဲ့ Newcastle ရဲ့ကွင်းလေအိုက်ကွန်ကိုရှင်ကန်နေတာတကယ်ရှင်ကန်တကယ်ဆိုစဉ်းစားကြည့်ပဲ Newcastle ရဲ့ကွင်းလေမှာအသက်သွေးကြောဖြစ်တဲ့3ယောက်ကတိုနာလီရဲ့ Bruno Gomes ရဲ့တိုနာလီရဲ့ Bruno Gomes ရဲ့ Jolanda ရဲ့ Jolanda injury ရဲ့Jolanda injury ရဲ့တိုနာလီနဲ့ Gomes ထွက်သွားတယ်အဲ့ဒီလစ်ဟာနေတဲ့ midfield ကနော်မှန်ပြောရင်ဒီ Luke Miley တို့ဥဆောင်လာတဲ့ midfield ကဒီကစားသမားတွေနေရာမှာ replacement လုပ်ထားတဲ့ Liverpool ကောင်းကောင်းရှင်ကန်ပြသွားအဲ့ဒါတော့တော်တော်လေးကောင်းတယ်ပြောမယ်ဆိုခူရီကပိုတို့ဘာလို့လဲအခွင့်အရေးတွေမရမှုရရပဲဒါပေမဲ့ဖြုံးတာတော့များနေတယ်လို့ပဲခူရီကပိုတို့ဘာလို့ဆိုလဲဘောနော်ဒါခူရီကပိုကမဖြုံးနေတော့တဲ့ Isak တို့ဘာလို့ဆိုအဲ့ထက်တောင်ပိုဆိုးသေးတယ်အခုချိန်ဒီတည်ငြိမ်မှုမရှိသေးဘူးတကယ်မဲ့ Isak တို့ဘာလို့ကျွန်တော်ထင်တာ direct ပိုတည်ငြိမ်နေတယ်လို့ထင်တာဒါပေမဲ့ Isak တို့ဘာလို့တည်ငြိမ်မှုမရှိသေးဘူးဆို Frankfurt တို့ဘာလို့ခြေစမပြနိုင်သေးဘူးတကယ်မှန်တယ်ပြောတာအာဂိုဒီဂျီနဲ့ Liverpool ခေါ်ထားတယ် Frankfurt ရဲ့ Isak ရဲ့ Ekitike ကမနေ့ကရာကြည့်လိုက်ကောင်းတယ်မေဆရာသမား Ekitike ပြောလို့ပြောမို့ Ekitike တကယ်ကောင်းတယ်ဒါပေမဲ့ Isak နဲ့ Frankfurt ကအခုချိန်ကြီးစင်မပြေသေးဘူးတကယ်စင်မပြေသေးဘူးဆိုရသွားရင်ကိုဆိုရင်ဒါမထင်မှတ်ထားတဲ့အနေထားမျိုးပဲခူရီကပူကန်သွားတယ်ဆို Newcastle ကစားသမားတွေကလည်းခူရီကပူအဲ့လောက်ထိလုံးလိုက်မယ်လို့မထင်ထားပုံပဲဒီကောင်လေး defense line ကနေရာမှန်ယူထားတယ်မှန်တယ်အဲ့ချိန်မှာမထင်တဲ့ဘာပဲကန်ထားတဲ့ချိန်မှာတစ်ဖက်မှာ Newcastle ဒီ keeper ကိုယ်တိုင်ကလည်းဟို surprise ကန်သွားတဲ့ခူရီကပူရဲ့ကန်ချက်ကိုတိုင်ပစ်ပြီးတော့ဖမ်းမှုကြိုးစားဆိုပြီးလုံးဝမမေ့ဘူးခူရီကပူအဲ့လုံးဝတကယ်တော်တော်လေးကောင်းတယ်ဆိုတော့ 1-1 ဆိုတဲ့ result ဖြစ်သွားချိန်မှာကျွန်တော်စိတ်ထဲမှာပေါ့နော် Liverpool နိုင်ပဲတွေးလိုက်တာဘာလို့ Liverpool နိုင်ပြီးပဲတွေးလိုက်တယ်ဆိုတော့ Liverpool ကစားနေတဲ့ကစားဟန်က Newcastle တောက်လျှော့ပြန်ဖိထားတာ Newcastle က 1-0 နဲ့နိုင်နေတာ 1-1 ဖြစ်သွားချိန်မှာစိတ်တက်ကြသွားတယ်အဲ့ဒီချိန်မှာ Liverpool တောက်လျှော့ဖိတယ်ဆိုတော့အဲ့လိုတောက်လျှော့ဖိနေတယ်မှာကျွန်တော်တင်တာ Liverpool နိုင်သွားပြီလို့ထင်ခဲ့ပြီမထင်မှတ်ထားပဲ Liverpool အမှားတစ်ခုထားလို့တယ်အဲ့လိုတိုက်စစ်ဖိတိုက်နေတဲ့အနေထားမျိုးရင် Gabriel ကဒီဘောလုံးချပေးတာကြီးအနေငယ်မှာ तू ကလည်းပေါ့စားတယ်လုံးဝမသိမသက်နဲ့ပေးလိုက်တယ်အဲ့ဒါကို Newcastle ဘက်ကဘောရကပါရီလုပ်တယ်နော်ဆိုတော့ Gabriel ဘောလုံးပေးချင်မသိမသက်ပေးတာအသာထားဒါပေမဲ့ပြိုင်ဘက်ရဲ့ဘယ်လိုပြောမလဲဟိုဘောက် area ဘောက်ရဲ့ထိတ်ဆက်လောက်မှာဗျဘောလုံးပြတ်တာအဲ့ဒါကို Newcastle ကစားမနှစ်ယောက်လုံးနဲ့တောက်လျှောက်ကိုဆွဲပြီးလောက်ကပြသွားစဉ်းစားကြည့်ဗျသူတို့ရဲ့ area ထိတ်ဆက်ရင်တောက်လျှောက်ဆွဲပြီးလောက်သွားတာအဲ့ဒါကို Liverpool midfield တွေဘာလုပ်နေနောက်ဆုံး defense line တွေဘာလုပ်ဒီတိုင်းကိုခွင့်ပြုလိုက်ရတယ်ဆိုဝယ်လောက်ကန်သွားတယ်ညာချမ်းကနေဝယ်လောက်ကန်သွားတယ်ဘယ်ချမ်းကနေဝယ်လောက်ကန်သွားတယ်ဆိုတော့ Alex Mark ကအရှိကိုလည်းနည်းနည်းရောက်နေတယ်နောက်ဆုံးကတကယ်ရှင်းရှင်းလေးဝယ်လောက်ကို Liverpool defender တယောက်ကဖိအားပေးတာသလိုအနောက်မှာလည်းအရှိမသူ့ရဲ့ဒီဘက်အရှိမှာလည်းတယောက်ကရှိသေးတယ်အဲ့တော့ဝယ်လောက်အနေနဲ့ကန်စရာကအဲ့ဒီ Alex Mark ရဲ့ဘယ်ဘက်အပေါ်တော့အဲ့တစ်ချက်ပဲရှိတယ်ဘယ်ဘက်ချမ်းတစ်ချမ်းပဲရှိတယ်အဲ့ဒါကိုအဲ့ဘက်အကန်ခံပြီးဂိုးသွားအခုမှခြေပါကူရအခုဂိုးပြန်ပေးလိုက်ရအခုဂိုးပြန်ပေးလိုက်ရတယ်ဂိုးပြန်ပေးလိုက်ရဆို Newcastle ကလည်းပါတယ်ဗျကျွန်တော်ဒီဘုံမောက်လို့မဟုတ်ဘူးလုံးဝဖင်ပိတ်မကန်ဘူးနော်တောက်လျှောက်ကိုကစားမချပါနဲ့သူဖြုတ်တော်တော်ကြီးကောင်းတယ်လေဘာဘူးကဖြုတ်လိုက် Newcastle recovery ပြန်လို့ Newcastle ဖြုတ်လိုက်အီလန်ဂါတို့ဘာတို့ဒီနေ့ပွဲမှာအီလန်ဂါတို့ဘာလို့ဆိုမင်းပေးလို့ရတဲ့အနေထားမျိုးတွေဝစ်ဆာကိုပေးလိုက်လွတ်ချွတ်ကြီးမြမ်းမယ့်အနေထားမျိုးအများကြီးပဲအခွင့်အရေး Newcastle ရတယ်တကယ်ရတစ်လုံးနဲ့မဟုတ်နှလုံးနဲ့မဟုတ် Newcastle ရလာဆိုမဟုတ်ဘူး Liverpool ဘက်ကလည်းအခွင့်အရေးမနေဘူးခူရီကပိုတို့ကန်တဲ့လုံးနေပြီး Isak ကိုပေးလိုက်လုံးနေ Isak ကမင်းလုံးဝကြုံတယ်လို့ကန်သွားမျိုးစသဖြင့်အခွင့်အရေးအများကြီးရတယ်
ဗီတာမင်တော့ဘာလို့ဆိုပြရှင်းရှင်းပြောဆိုးတော့မဆိုးလာပါဘူးဒါပေမဲ့လည်းပြောရင်တော့ဗီတာမင်တော့ဆိုရင်လည်းခေါင်းမပါဘူးဘောလုံးကန်ဒါပေမဲ့ကျွန်တော်ဗီတာမင်တော့နဲ့ပတ်သက်ပြီးအပြည့်မပြောဘူးဘာလို့ဆိုဗီတာမင်တော့ကအခုမှ Liverpool တဲ့ပထမဆုံး official tournament မှာထွက်ကန်တဲ့အချိန်မှာလူငယ်ကစားသမားလည်းဖြစ်တယ်ဒီလောက်ထိလုပ်ပြနိုင်တော့ကျွန်တော်မဆိုးလို့တော့ထင်တယ်မှန်တယ်ပြောဆိုတော့မဆိုးလောက်ဒီနေ့ပွဲမှာဆိုလေဒါအတင်းအတွက်အရေးပါတဲ့ချစ်ပါကုတ်တကူအတွက်ရလာတဲ့ penalty ကိုဗီတာမင်တော့ရှယ်ရလာဆိုတော့ဆိုတော့မဆိုးလို့ပဲပြောရမယ်ဒါပေမဲ့အရင်တော့ဟိုချီကျူလောက်အထိတော့မဟုတ်ဘူးအနေငယ်တော့စောင့်ကြည့်ရမယ်နောက်ဆုံးမှာဗီတာမင်တော့ကိုဖောင်းလိုက်တဲ့အချိန်မှာလူဟော်ရဲ့အမှားကြီးကတော်တော်လေးဆိုးတယ်ဗျာတလားလူဟော်နေနဲ့မလုတ်တဲ့အမှားကြီးအဲ့လုံးကကျွန်တော်ကွင်းလက်တိုင်းနေပါဘာမှအပြစ်မပြောချင်ဘူးဘာလို့လဲဆိုဒီလုံးကကျွန်တော် clear ဖြစ်တယ်လို့ထင်တယ် penalty ပေးရဖို့ဒါပေမဲ့ဗီတာမင်တော့ကိုဖောင်းလိုက်တဲ့အချိန်မှာလူဟော်ရဲ့ဖောင်းလိုက်တာကစဉ်းစားညံတိတ်မရှိဘူးလို့ပြောရမှာပေါ့မလုတ်တဲ့အမှားကြီးဗျာတကယ်ဗီတာမင်တော့သူ့ကိုကြော်သွားလို့ဘယ်ဖြစ်သွားလဲဆိုတော့သူကမ်းမဲ့အနေထားမျိုးကဗီတာမင်တော့ကမ်းမဲ့ situation မျိုးကဂိုးဘုတ်အတွက်ရှင်းပြောအရင်မြတ်သလားအများကြီးမျောလင်းလို့မရအောင်အဲ့ဘောလုံးကပြန့်မပြန့်ပုတ်ထုတ်ပြီးပြန့်မပြန့်ရင်ဒဖန်နာရင်းနဲ့ပဲထိမှာမဟုတ်လေဘေးထွက်မဲ့နေတာမျိုးဗီတာမင်တော့ကလည်းဟန်ချက်ကအရှိန်ကပါနေဒါပေမဲ့လူဟောက်ဖောင်းလိုက်တယ်ရလာတဲ့ penalty ကိုဆိုစလိုင်းကကန်ပြီးတော့ထူးထူးဆိုပြီးတော့တေကြသွားတယ်ဆိုတော့မဆိုးတော့ဘူးဒါလည်းဘာလို့ကတော့ရှုံးမဲ့အနေထားမျိုးကရင်တေကြသွားတဲ့ Spanish ဘက်မှာ Newcastle တေကြသွားတဲ့မဆိုးလာဘူးလို့ပဲပြောမယ်ဆိုတော့ဒါ Premier League ပွဲစဉ်တရဲ့ပွဲစဉ်9ပွဲတော့ပြီးသွားတယ်တစ်ဖက်မှာတော့ Crabagordi မှာကန်မဲ့ Fulham နဲ့ Chelsea တို့ပွဲတော့ကြံသေးတယ်အဲ့ဒီ9ပွဲပြီးသွားတဲ့အချိန်မှာရှင်းရှင်းပြောပွဲစဉ်တော်တော်များ surprise ပါပဲတကယ် surprise ပါပဲ United တို့ Tottenham Hotspur တို့ Brighton တို့ဆိုပို့လို့တော့ surprise တိုက်သေးတယ်ကိုရီမန်စီးရီးယားမှာရှင်းရှင်းပြောရင်ဟိုကန်ကောင်းလို့မတည်ရတန်ချောင်းလို့အဖေဖြစ်လာတာအဲ့မဲ့သူ့မို့သူကိုရီးယားမလွယ်ဘူးဒါပေမဲ့တကယ်ပြောရင်တော့ပွဲစဉ်တင်မှာအမှန်ကန်ဂျွတ်ထပြသွားတော့ Arsenal လို့ပြောမယ်ဆိုညီကိုရဲ့ဘယ်လိုမြင်လဲဆိုတော့ Premier League ပွဲစဉ်တင်နဲ့ပတ်သက်ပြီးညီကိုရဲ့အမြင်နဲ့ဝင်ရောက်မှတ်ချက်ပေးသားကြပါအောင်ဒါကြည့်ပြတဲ့အားလုံးတကယ်ကျေးဇူးများတင်ပါတယ်